ကျွန်တော်တို့တော်တော်များများဒီလိုမျိုးဗီဒီယိုတွေကို social media မှာပြင်မှုကြလို့ထင်ပါတယ်အားလုံးလည်းသိချင်နေကြမှာပါသူတို့ကဘာလို့ဒီလိုမျိုးစားလာလဲပြီးတော့ဒါကရိုးရရင်ချင်းဘူးလားဇာနေဇမင်းနဲ့ဟိုဆန်ဦးလားဆိုတာလေဘို့ကျွန်တော်ပြပြပေးပါမယ်ရိုးရရင်ချင်းဘူးလားဆိုတော့ဟုတ်ပါတယ်ဒါကအိန္ဒိယနိုင်ငံမှာရှိတဲ့လူဘာသာဝင်တွေရိုးရရင်ချင်းတခုပြီးတော့ဒီရိုးရရင်ချင်းကိုဟိုအချင်းကြီးရှိရတာပေါ့နော်ဟဲလူရဲ့သူတို့အရင်ချင်းများတို့မြေကြီးပေါ်ထိုင်စားတာကတော့မြေကြီးလိုပဲကျွန်တော်တုံးလိုက်ပြီပေါ့နော်မြေကြီးပေါ်ထိုင်စားတာကတကယ်တန်ရှင်းပြီးတော့ငွေကတော့စိတ်ရှိတယ်လို့သူတို့ကအဆိုကြီးကြတယ်ဒီမှုတွေမှာနောက်တဲ့အတူတူချက်ကိုရှိနေဗျအဲ့ဒါကပါလို့ရဆိုတော့နှိမ့်ချောင်းဟိန္ဒူဘာသာဝင်တွေကလူရန်ဆောင်မခွဲခြားပဲနဲ့အဝန်တန်လို့မြင်ရဖြစ်တဲ့ဆိုတော့ပြသခြင်းတော့တော်တော်ထိုင်စားတယ်လို့သိရတယ်ကျွန်တော်ဒီချက်ကကျွန်တော်အနေနဲ့အတူစီအချက်တခုဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ခုနောက်ပိုင်းလူနေမှုပုံစံတွေပြောင်းလဲလာတယ်များတမျိုးမျိုးစားတလီကိုတော့အရင်တော့မမြင်ရတော့ပါဘူးဒါပေမဲ့တကယ်ရိုးရကန်ဆိုင်တဲ့မိသားစုတွေနဲ့ကြီးရတဲ့ချုံမှာတော့ညီတွေကောင်းညီတွေနိုင်မှသိတယ်ပြီးတော့သူတို့တိုင်စားတာမှာကျမ်းမာရေးကောင်းတယ်လို့ပြောကြကြတယ်တကယ်ပဲကျမ်းမာရေးကောင်းရဲ့လားဆိုတာcomment မှာမှန်သွားပြလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တွေးကြရမယ်ဘုဒ္ဓရာရမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါဦးလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ် bye bye